နဲ့ကိုက်စားရှင်းပြီးအာမို IC အစွမ်းတက်ဆေးအစိတ်2မျိုးပေါင်းဆက်ပါဝင်ထားပြီးထိသေးစားသေးအာနိသင်ရှိတဲ့အာမို IC သီးနှံမျိုးစုံမှာအသုံးပြုနိုင်ပြီးအထူးသဖြင့်ကြံဝါပဲပုတ်ခရမ်းဂေါ်ဘီသီးနှံတွေမှာကြားရောက်ဖြက်စီးတတ်တဲ့ချထွာကောင်စိမ်းဂေါ်ဘီလိပ်ပြဖြူတီးလုံးဖောက်ပိုးခေါင်ညွန့်ထိုးပိုးတို့ကိုထိရောက်စွာနှိမ်နှင်းပေးနိုင်ပါတယ်။တီးနှံစုံမှာကြားရောက်တတ်တဲ့ဖလံမျိုးနယ်ဝင်ဖြတ်ပိုးများအပြင်မြေအောင်ပိုးတစ်မျိုးဖြစ်တဲ့ချစုပ်စားပိုးများကိုလည်းနှိမ်နှင်းပေးနိုင်ပါသေးတယ်။ထူးခြားချက်အနေနဲ့ကတော့အရွက်အတွင်းထိုးပေါက်စိတ်ဝင်အားကောင်းတာကြောင့်အရွက်အောက်မျက်နှာပြင်မှာရှိတဲ့ဖြတ်ပိုးများကိုရှင်းလင်းနိုင်ခြင်းပိုးသက်ဆေးတံခံနိုင်ရည်ရှိတဲ့ဖြတ်ပိုးတွေအတွက်အသုံးပြုနိုင်ခြင်းဆေးဖြန်းပြီးခြင်းမှာဖြတ်ပိုးစားတော့ဖြတ်စည်းမှုရပ်တန့်စေပြီးဖြတ်ပိုးများချက်ချင်းပြုတ်ကျသေးစေခြင်းအပင်မှာဆေးအာနိသင်တာရှည်ခံခြင်းကိုက်ဖြတ်စားတဲ့ပိုးများအတွက်သာမကအခြားသောစုပ်စားပိုးများမြေအောင်ပိုးများကိုလည်းထိရောက်စွာနှိမ်နင်းပေးနိုင်ပြီးတတ်မှတ်နှုံထားတိုင်းဖြန်းပတ်ပေးမယ်ဆိုရင်ဖြတ်ပိုးကင်းတဲ့သီးနှံစိုက်ကင်းတစ်ခုဖြစ်ပြီပေါ့အာမို IC ထိသေးစားသေးအာနိသင်ရှိပိုးသက်ဆေးရည်